င်္ဂလာပါရှင်။ကျွန်မပန်းကိုပါပါ။ကျွန်မကိုယ်တိုင်ရေးသားထားတဲ့ email ဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးထားပါတယ်။အခုဒီလိုမကြာခဏဆိုသလိုပဲ email လေးတစ်ခုကိုကျွန်မထက်ထက်ခါခါမနေမိတယ်။အဲ့ဒီ email ထဲမှာကျွန်မကတိပြောနေလေရဲ့။လူချင်းသားကိုပန်ဆိုင်နေရတဲ့ကလေးတရားသူ့ဆန္ဒတွေပြေဝသွားလို့ပျော်ရွှင်မှုမျိုးနဲ့ကြိုကြည့်ပြောနေရများအိမ်မက်ကရွတ်တဲ့မျိုးထပ်သွားရင်တော့ကျွန်မမျက်နှာမှာပြင်းစားတချို့ကဲ့ညိမှန်နေတာကိုပါတတိထားမိတဲ့အထိပါပဲ။ကျမမတ်တဲ့အိမ်မက်လေးတွေမှာပြင်နာအိမ်တစ်နေတစ်လုံးကိုပိုင်ဆိုင်နေရလို့ပျော်ရွှင်နေရများလက်ခုလက်ဝါးပင်ဒီထကနေတာနေလေ။ကျမအိမ်လေးတစ်လုံးကိုလူချင်နေကြောင်းတဖွာဖွာပြောလွန်းလို့များစိတ်ထဲဆွဲပြီးမက်နေမိတယ်ထင်ပါရဲ့။အိမ်ဆိုလို့ကျမတို့ငယ်ကအိမ်လေးကိုပြင်တတိယမိသေးတယ်။ကျမတို့ရက်ွက်ကလေးမှာအိမ်အများစုကသူမိုးပြင်နာအိမ်လေးတွေများပါရဲ့။ကျမတို့အိမ်လေးကတော့ချောင်းရင်းလေးနဲ့အိမ်လေးပေါ့။ခြံထဲမှာရေချိုတွင်းလေးလည်းရှိတယ်လို့ဖျားပန်းကိုပန်းမင်နေနဲ့ကြောင်ပန်းပင်မာရကပင်စတဲ့ပင်လေးတွေလည်းရှိသေးတယ်။အင်းလေးရဲ့ခေါင်းဝင်းဘက်ခြမ်းမှာကျမတို့မိသားစုနေပြီးခြေရင်းဘက်ခြမ်းမှာတော့ကျမတို့မိသားစုဝေးနေထိုင်ကြတယ်။ကျမတို့ရက်ွက်ကလေးကအနစ်မိန်ရက်ွက်ကလေးဖြစ်နေပြန်တော့မိုးခါများဆိုအတော်စိတ်ညစ်ရတာရဲ့။မိုးနေနေများလိုက်ရင်ရေကချမ်းနေပေါင်နေလောက်ရမိပြီ။အိမ်ကပန်းနာတိရေထိပြီးဆိုအိမ်ထဲမှာရှိတဲ့အိယာခင်းနဲ့သုံးဆောင်တွေကိုအမြင့်တွေကိုရွှေ့တန်တာရွှေ့ထားရတယ်။ကျမဘေကစံကြီးတာဆိုတော့အပြည့်ရေးတဲ့စာအုပ်တွေနဲ့အပြည့်လိလာဖတ်ရွှေရတဲ့စာအုပ်တွေကိုတော့မိုးဥစမမီဆိုတာနဲ့အမြင့်တွေကိုတခါလေးတင်နာရတော့တာမို့တာတော်လို့ရမိုးများတဲ့နေ့နဲ့မြည်ရည်တလာတဲ့ပြည်များဆိုလို့ရှိရင်တော့အိမ်ထဲမှာရှိရအပြည့်ပဲမှုအိမ်မိုးတက်ထက်ကူမှမိသားစုကိုတူတူဝေစုခဲ့ရတော့တာပဲတခါတလေရေထဲမှာပြေးလွှမ်းနေတဲ့ဝူတွေကိုအပေါ်ထက်ကနေသေးတရားရနေပဲထိုင်ကြည့်နေရတယ်ရေပြန်ကျသွားရင်လည်းတင်ကြံခဲ့တဲ့သေးရီရွှွန်တွေနဲ့အမိုက်တရက်တွေကိုခါကြည့်အောင်ရှင်းပြီးတော့ပဲတခါတခါအစည်းကြောနေတော့မှပဲကိုမျက်စိရှိကရှော့ကနေဆင်းသွားတဲ့အကောင်ရှိရှိတွေကိုကြည့်ပြီးမောင်နှမတွေတန်တန်အော်ဟစ်ကြလာများစုညံပွက်လို့ရေချောင်ကြိုချောင်ကြားမှာကဲနေမှာဆိုရစိတ်နဲ့ဒူတချောင်းနဲ့၆လန့်ရစီးချိုရနဲ့မို့ဝိုးတန်ကြားတာနဲ့တင်အိမ်ရှိလို့ကုံမှာစိညစ်ရတော့တာရေလေမိုးကြီးတဲ့ညများစုအေးရတာတော့စိတ်ဖြောင်းဖြောင်းမရှိတော့အေးကောင်းကြီးတော့ကျန်းမြင့်ဆိုးဆိုးစစ်စစ်ဖြစ်ပြီးအဲ့ရခင်းတစ်ခုလုံးရွှဲနေပြီးငါလက်နိုးလာတာမို့ပစ္စည်းတွေကောက်သိမ်းပြီးအိမ်ပေါ်ထက်ထက်ကြီးရတာလေမကြာခဏကြုံမိရပြန်တော့မိုးတန်ကြားတာနဲ့ကျမပြစ်သိစိတ်ကြီးမိတာပဲအဲ့ဒီအခြေလမ်းကျမတွေးမိတာကတိုက်အိမ်နှစ်လာယူတဲ့ပုံမှန်နေရရင်ဘလောက်များကောင်းနေလဲဆိုတဲ့အတွေ့ပဲတိုက်ကြီးတွေမှာနေထိုင်နေတဲ့သူတွေကိုများတွေ့ရင်ခြံဝင်းကလေးနဲ့ပြင်တော်အိမ်လေးထဲမှာနေထိုင်နေကြမလားတိုက်ကြီးတွေကိုလှိုင်းနေရင်ဒီတနေ့တော့ဒီလိုတိုက်ငလာလေးနဲ့နေဖို့စူးစမ်းမယ်ဆိုတဲ့အတွေ့နဲ့အားကြရင်အိမ်မက်မက်နေမိရတာပဲ2000ပြည့်နှစ်ရဲ့ကာလမျိုးမှာတော့ကျမရဲ့ဖခင်ပြည်သူချမ်းမကြီးမကောင်းဖြစ်ပြီးဆေးကြောင်ဆေးကန်တဲ့ကိုခက်စစ်စစ်တော်လိုက်ရတာကြောင့်ခက်ခဲလှတဲ့ကာနာတွေကိုမိသားစုတွေရင်ဆိုင်ရပါတယ်အဲ့ဒီနှစ်များမှာပဲကျမတို့နေထိုင်ရအိမ်လေးကိုရောင်းချဖို့ဖြစ်လာတော့တယ်အိမ်ရင်းရာကရရှိတဲ့ဝေစုလေးကလည်းအဖေရဲ့ကျမ်းမာရေးစီကြောင်းတက်နေတဲ့အရေးကျမတို့မောင်နှမနေရရဲ့စီဟိစကားနဲ့မို့အိမ်တလုံးတည်ဝဲဖို့ရလက်လန်းမမိခဲ့ပါဘူးဒါကြောင့်မင်းအိမ်မိုင်ကွာကနေအိမ်ငါးဘဝကိုလူလုံးလန်းနဲ့ကူပြောင်းခဲ့ရတော့တယ်ထိုနှစ်ပိုင်းချမှာပဲရက်ွက်ကလေးကနေအပြောင်းနေကြီးပြောင်းနေဖို့ဖြစ်လာတော့တယ်ရက်ွက်ကလေးတွေဟိုနေရာတစုဒီနေရာတစုနဲ့ကန်ထရိုက်တိုက်ခန်းတွေတဖြည်းဖြည်းစိတ်ဝင်လာတော့တယ်အင်္ဂရန်တည်ရှိသူကအခန်း6ခန်းရကြပြီးဂရန်တချမ်းပိုင်သူက3ခန်းရကြတာမို့ဒီနောက်အင်္ဂလိပ်တွေနဲ့စီရရီရှိခဲ့တဲ့ရက်ွက်ကလေးတွေဝုန်းမြို့တိုက်ခန်းတွေကနေရာယူလာခဲ့တော့တယ်တိုက်ပေါ်မှာနေသူတွေကိုငင်းမော့အားကြပြီးတိုက်ပေါ်မှာနေစဉ်ခဲ့တဲ့ကျမရဲ့အိမ်မက်ကလေးကတဝင်လာခဲ့ပြီပေါ့ဒီနောက်အင်္ဂလိပ်ကနေတိုက်ပေါ်ရောက်တော့မှပဲအိမ်မက်နဲ့လက်တွေဟာထပ်တူကြံပုံမလွယ်ကူလာတဲ့ကြာနှစ်ဘူးတွေ့ကြုံရတော့တာပဲအရင်လိုမိသားစုတစုရဲ့မဟုတ်ပဲမိသားစုများစွာနေထိုင်ကြရတာဟုတ်လူမှုရေးပဋိသန္ဓေဆိုးဝါးလာတဲ့လူတချို့ရဲ့အပေါ်ထက်ကနေတုံးနှုံနဲ့ထုထောင်တဲ့အတန်တွေကိုလေကြားရတတ်တယ်စီကံမရှိလာတဲ့လူတချို့ရဲ့စီကံမဲ့အမိုက်ကိချတုတ်တဲ့ညင်စိုးအကျင့်စိုးတွေကိုလည်းကြုံဘူးလေပြီတခါတလေအေရှိကားရဖို့နေရလို့ရင်စကားနဲ့ရန်ဖြစ်ကြတဲ့မြင်ကွင်းတွေကိုလည်းရစ်တူကတွေ့မြင်နေရတော့တယ်အိမ်စာချုပ်တစ်ခါချုပ်တိုင်းတရပြီးတရခုန်တက်သွားတဲ့အိမ်ငန်းကတွေတနေရာကနေတနေရာတွန်းရွှေ့ကနေတိုင်းအထက်မြင့်ရင်မြင့်တယ်လို့ပစ္စည်းအတင်ချလို့ရတာလူလည်းမသက်တာလေစည်စက်ကလည်းမထောင်းတာလား
အဲ့ဒီအချိန်တိုင်းကျမစိတ်ထဲအင်္ဂလိပ်တစ်လုံးပိုင်ဆိုင်ခြင်းစိတ်ကပြင်း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 ပေါ်လာတတ်စမြဲပဲလူစိတ်သဘောကလည်းခက်သားလားအိမ်မက်တစ်ဖက်ပြန်နေလာသလိုအင်္ဂလိပ်တစ်လုံးပိုင်ဆိုင်ခြင်းနဲ့ခက်ငငယ်ကအိမ်မက်ကလေးကိုပဲအထက်ထက်ခါကအိမ်မက်မက်တဲ့အထိပဲဒီတစ်ခါအိမ်မက်ကတော့ဖြစ်ခက်ငငယ်ကမခဲတဲ့အိမ်မက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေရဲ့မွန်းချက်ပိတ်လောင်နေတဲ့တိုက်ခန်းပေါ်မှာနေထိုင်နေရတဲ့အမျိုးသမီးဟာပြင်နောင်အိမ်မှာနေထိုင်နေတဲ့ဝင်းကျင်လေးတဲ့ဘေးနွားဆော့ကစားနေတဲ့ကလေးမလေးကိုလှမ်းငင်းကြည့်ရင်အားကျနေမိတာလေဘလောက်တော့များထူးဆန်းလိုက်ပါသလဲအခုတလောမကြာခဏဆိုသလိုအိမ်မက်ကလေးတစ်ခုကိုကျမထက်ထက်ခါကမနေမိတယ်လေအဲ့ဒီအိမ်မက်ထဲမှာကျမကပြင်နောင်အင်းလေးပိုင်ဆိုင်ဝဲရလို့တိတ်ပျော်နေရတယ်တဲ့ဘယ်ချိန်ထိအိမ်မက်ကလေးကိုစမက်ရနေဦးလဲကျမမသိတချင်းချင်းမှာတော့အိမ်မက်ထင်းကလူအိမ်လေးပိုင်ဆိုင်ပြီးပျော်ရွှင်ခွင့်ရနိုင်မယ်လို့ယုံကြည်ရင်အိမ်မက်ကလေးစမက်ရပါဦးမယ်